အားလုံးပဲမင်္ဂလာပါဒါဆိုရင်တော့ကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ Gmail နဲ့ Facebook အကောင့်ကိုကိုယ်တိုင်ဖွင့်ကြည့်အောင်เนาะဒါဆိုရင်ကျွန်တော်တို့အရင်ဆုံး Play Store ထဲမှာ software တစ်ခုသွား download ပေးပါအဲ့တော့ Play Store ထဲကိုတစ်ချက်ဝင်လိုက်ပါเนาะပြီးရင်ဒီမှာကျွန်တော်တို့ဒီ search app မှာကျွန်တော် Facebook FB Live ဆိုတဲ့ဟာလေးကိုတစ်ချက်ရိုက်ရှာပေးပါဒီမှာ FB Live เนาะဒါလေးပါ FB Live လေးဒါလေးကိုနှိပ်ပေးပါပြီးသွားရင်ဒီမှာ Facebook Live ဆိုတဲ့ဟာလေးကို install လုပ်ပေးပါဒါဆိုရင်ခဏဆောင်ပြီပေါ့နော်ပြီးရင်သူ screen ပေါ်မှာရောက်လာလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒါကို download ဆွဲတာတော့အရင်ဆုံး Gmail အကောင့်ကိုတစ်ချက်သွားဖွင့်မယ်ပေါ့နော်အဲ့တော့ Gmail အကောင့်ဖွင့်မယ်ဆိုရင် setting ကိုတစ်ချက်ဝင်ပေးပါ setting ကိုဝင်ပြီးလို့ရှိရင်အောက်ဒီမှာ account ဆိုတဲ့ဟာလေးရှိပါတယ် account ဆိုတဲ့ကိုတစ်ချက်ဝင်ပေးပါပြီးသွားရင်ကျွန်တော်ဒီမှာ add account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးသွားရင်ဒီမှာ Google ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ fingerprint ထည့်ရမယ်ပေါ့နော်အဲ့မှာပြီးသွားရင်ဒီမှာ create account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင် for my personal use ဆိုတာလေးကိုနှိပ်ပေးပါပြီးသွားရင်ဒါကိုယ့်ရဲ့ Gmail နာမည်ပေါ့နော်ကိုသုံးချင်တဲ့နာမည်ကိုတစ်ချက်လုပ်ပေးပါချက်ထည့်ပေးပါပေါ့နော်အဲ့တော့ကိုကဒီမှာအဆင်ပြေတဲ့နာမည်တစ်ခုထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့အဆင်ပြေတဲ့နာမည်တစ်ခုထည့်လိုက်မယ်လှလှလို့ထည့်လိုက်မယ်ပေါ့နော်လှ next နေပေးပါပြီးတော့ရင်ဒါကိုယ့်ရဲ့မွေးတက်ကြွယ်ပေါ့နော်အနည်းဆုံး18နှစ်အသက်18နှစ်ဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာကိုယ့်ရဲ့အဆင်ပြေတဲ့မွေးနေ့ကိုယ့်ရဲ့မွေးနေ့ထည့်ပေးပါအဲ့တော့ကျွန်တော်တို့အဆင်ပြေတာတစ်ခုထည့်လိုက်မယ်ပေါ့နော်ပြီးရင်ဒီအောက်မှာကိုကယောက်ျားလေးလားမိန်းကလေးလားပေါ့နော်အဲ့တော့ထည့်ပေးပါအဲ့ဒါလေးကိုနှိပ်ပေးပါပြီးရင် next နှိပ်ပေးပါပြီးတော့ရင်ကျွန်တော်ဒီမှာ Gmail လိပ်စာထည့်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နာမည်ထည့်ထားတဲ့ဟာနဲ့ကိုယ့်ရဲ့အဆင်ပြေတဲ့ခဏတစ်ခုခုနဲ့ထည့်ပေးလိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဆင်ပြေတဲ့တစ်ခုခုကျွန်တော်တို့အစမ်းဖွင့်ပြတဲ့အတွက်ကြောင့်မို့အဆင်ပြေတဲ့တစ်ခုထည့်လိုက်မယ်ပေါ့နော်အဲ့တော့အဲဒီမှာ password ထည့်ရမယ်ပေါ့နော် password ထည့်ရမယ်ဒါလည်းကိုယ့်ရဲ့အဆင်ပြေတဲ့ကိုမှတ်မိလွယ်မဲ့ကဏ္ဍကိုအဆင်ပြေတဲ့ဒီ security ခိုင်အောင်လည်းထည့်ပေးရမယ်ပေါ့နော်ဥပမာကျွန်တော်တို့ကနာမည်နဲ့ဥပမာလှ2025တို့ပါလို့ဆိုလို့ရှင်ဒါကိုယ့်ရဲ့ account ကိုဒါဟတ်ချင်တဲ့လူတွေတော့ကတော့ဒါလွယ်ကူဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့အဆင်ပြေတဲ့ဟာလေးတစ်ခုထည့်ပေးပေါ့နော် security ခိုင်မဲ့မှာကဏ္ဍတို့ဒီမှာဒီ asset တို့ပါတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးတစ်ခုထည့်ပေးပေါ့ကဲဒါဆိုလို့ရှိရင်ရပါပြီဒါပြီးရင်ဒါကိုကျွန်တော် next နှိပ်ပေးပါပြီးသွားရင် I agree ဆိုတာလေးတစ်ချက်နှိပ်ပေးပါဒါဆိုလို့ရှိရင်ဒါပွင့်သွားပြီပေါ့နော်ကျွန်တော်တို့ဖွင့်တဲ့လှပွင့်သွားပြီပေါ့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုနောက်ပိုင်းမှာပြဿနာဖြစ်နေတာက Gmail account တွေကဖွင့်ပြီးသွားလို့ရှိရင်သူ security caution တွေပြန်တောင်းတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ Gmail account တွေပြန်သုံးလို့မရတော့ဖွင့်ပြီး1ရက်2ရက်လောက်ပဲသုံးလို့ရတယ်ပြီးရင်ပြန်ပိတ်သွားတာအဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်အဲ့တော့ကျွန်တော်တို့ဖွင့်ထားတဲ့ Gmail ကိုကျွန်တော်တို့ကဒီ recovery ဖုန်းနံပါတ်တို့ recovery mail တို့ထည့်ပေးရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့မှာဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ Gmail software တွေတစ်ချက်ပြန်သွားမယ်အဲ့မှာ Gmail ပေါ့နော်အဲ့ Gmail တစ်ချက်ကိုနှိပ်မယ်ပြီးသွားရင်ဒီမှာကျွန်တော်တို့ဖွင့်ထားတဲ့ account တွေကိုရှာလိုက်မယ်လှနော်လှပြီးသွားရင်ဒီ H ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးပါပြီးသွားရင်မှာ manage your Google account ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါ okay အဲဆိုလို့ရှိရင်ဒီလိုပေါ်လာပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ personal info တစ်ချက်သွားပေးပါအဲ့ဒီ personal info မှာကျွန်တော်တို့ကဒီမှာဖုန်းနံပါတ် recovery ဖုန်းနံပါတ် recovery ပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးပါပြီးရင်ကျွန်တော်တို့ဒီမှာ add now ဆိုတဲ့ဟာတွေမှာကျွန်တော်တို့ဖုန်းနံပါတ်ကျွန်တော်တို့သုံးတဲ့ဖုန်းနံပါတ်ထည့်ပေးရမယ်ပေါ့နော်
ဒီလိုပေါ်လာရင်ပေါ်လာကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့ဖုန်း log တစ်ချက်ရင်ထည့်ပေးလိုက်ပေါ့နော်ဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တို့မထည့်တော့ဘူးဒါလူဟာတို့ကတော့ဒီသုံးမဲ့လူတွေအတွက်ကတော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ next လေးနေပြီပါဒါဆိုလို့ရှိရင်ဒါဒီ log တွေပါပြန်မကြောက်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့ရပြီဒါ Gmail ကောင်းရပြီနော် Gmail ကောင်းရပြီအဲ့တော့ကျွန်တော်ပြန်ထွက်လိုက်မယ်ပေါ့နော် Gmail ကောင်းရပြီ okay ကဲရပြီဆိုလို့ရှိရင်ကျွန်တော် Facebook ဆက်ဖွင့်မယ်ပေါ့နော် Facebook ဆက်ဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ VPN ကိုအဆင်ပြေတော့သုံးပေါ့နော်ကျွန်တော်တို့ဂျမ်းဂျမ်းနဲ့သုံးပြီးဖွင့်ပြမယ်အဲ့တော့ဂျမ်းဂျမ်းကိုဝင်လိုက်မယ် okay ဒီမှာကျွန်တော်တို့ VPN ရင်ချိန်လိုက်မယ်ပေါ့နော်โอเคဒါဆိုလို့ရင်ချိန်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Facebook Live ထဲကိုတစ်ချက်ဝင်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ create new account ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာ guest status ဆိုတဲ့အပေါ်ဆုံးအပြာလေးကိုတစ်ချက်နှိပ်မယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီသုံးမဲ့လူရဲ့နာမည်ပေါ့နော်ဒီမှာလှလှပေါ့လှ name နှိပ်မယ်โอเคဒါမွေးတက်ဂရစ်ကတော့ third session နဲ့ထပ်ဖြစ်ကြမယ်အဲ့တော့ကိုယ့်ရဲ့မွေးတက်ဂရစ်အမှန်ထဲပေါ့နော်ပြီးရင် set လုပ်လိုက်ပြီးရင် niche နှိပ်မယ်ပြီးတော့ဒါမှယောက်ျားလေးလားမိန်းကလေးလားပေါ့နော်အဲ့တော့ယောက်ျားလေးမိန်းကလေးရွေးလိုက်မယ်ပေါ့နော်ပြီးရင် niche နှိပ်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော်ဖုန်းနံပါတ်နဲ့ရှိရတော့ဖုန်းနံပါတ်ထပ်ထည့်ပေါ့နော်ဖုန်းနံပါတ်မရှိရလို့တက်ကတော့ဒီမှာကျွန်တော်ဖွင့်ပြမယ်ဒီမှာလှ niche နှိပ်မယ်အဲ့တော့ကျွန်တော်တို့ဒီ Facebook Live နဲ့ဆက်ဖွင့်လို့ရှိရင် niche ကိုမတွားဘူးပေါ့နော်မေးထည့်လိုက်လို့ရှိရင်အဲ့တော့ဖုန်းနံပါတ်ကိုကျွန်တော်တို့အရင်ဆုံး sign up with mobile number ဆိုတဲ့ဟာနဲ့ကျွန်တော်တို့အောက်ကဒီကောင်နဲ့ပေါ့နော်ဒါလေးကိုတစ်ချက်အရင်ဆုံးနှိပ်ပေးမယ်ပေါ့နော်အဲ့တော့ဖုန်းနံပါတ်ကမှာ959တခုခုအဆင်ပြေတဲ့နံပါတ်ထည့်လိုက်ပေါ့နော် niche နှိပ်မယ် okay ဒါ password ထည့်မယ်ပေါ့နော် password ထည့်မယ်password ကကျွန်တော်တို့Gmail password နဲ့တူထားလို့ရတယ်ပေါ့နော်ကိုဆွမ်းထည့်လိုက်တဲ့ Gmail password နဲ့တူထားလို့ရတယ် niche နှိပ်လိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ကဒီမှာ save ဆိုရလေးကိုတစ်ချက်နှိပ်မယ်ပြီးရင် I agree okay ဒါဆိုလို့ရှိရင် send code via SMS ပေါ့နော်အဲ့ဒါကိုတစ်ချက်နှိပ်မယ်အောက်ဆုံးကတစ်ချက်နှိပ်မယ် continue နှိပ်မယ်အဲ့ဒီမှာကျွန်တော်က959ကျွန်တော်ရှောက်ထည့်ရတာဖုန်းနံပါတ်ကိုဖုန်းနံပါတ်ကမရှိတော့ကုတ်ကမကြောက်ဒီမှာကုတ်ထည့်ရမယ်လေဒီ equal လေးထဲမှာ confirmation code ဆိုရဲဒီ equal လေးထဲမှာကျွန်တော်တို့ဖုန်းနံပါတ်ကိုပို့ပေးတဲ့ခဏန်းကိုထည့်ရမယ်ကျွန်တော်ကဒီဖုန်းနံပါတ်ကိုရှောက်ထည့်တာအဲ့တော့အဲ့ဖုန်းနံပါတ်ကမရှိတော့ကုတ်ကမရောက်ဘူးအဲ့တော့ကျွန်တော်တို့ကဒီအောက်က I didn't get the code ဆိုတဲ့ဒီဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ချက်နှိပ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာ confirm by email ဆိုတာလေးရှိတယ်ဒါလေးပါကျွန်တော်တို့ဖွင့်ထားတဲ့ဆွမ်းလှဆိုတဲ့ Gmail နဲ့ပြန်ပြီးတော့ကုတ်ပြန်ထည့်မယ်ပေါ့နော်ကုတ်ပြန်တောင်းမယ်ပေါ့ confirm by email okay ဒီမှာကျွန်တော်လှ39ဆွမ်းကျွန်တော်မိအောင်မိသွားပြီ Gmail လိပ်စာပြန်ကြည့်လိုက်မယ် Gmail လိပ်စာကိုလှ089 304လုံး okay 089 304လုံး niche နှိပ်မယ်ပေါ့နော်sorry @gmail.com ထည့်အောင်မယ်@gmail.com okay ဒီမှာ confirmation code
မှာကုတ်ကိုထည့်ရတော့မှာအဲ့တော့ကျွန်တော်ဆွမ်းနာဖွင့်ထားတဲ့ Gmail တွေကိုချက်ပြန်သွားမယ်ဒီမှာကုတ်ရောက်လားမရောက်လားတစ်ချက်ကြည့်မယ်ပေါ့နော်ဟိုနည်းနည်း refresh လုပ်လိုက်ပေါ့နော်ပြန်ထွက်ပြီး refresh လုပ်လိုက်ပေါ့ Okay ဒီမှာကုတ်ကြလာပြီနော်94965အဲ့တော့ဒီဘက်မှာ94965ဆိုတဲ့ကဏ္ဍလေးထည့်လိုက်ပေါ့နော်ပြီးရင် next နေမယ်ပေါ့ Okay ဒီမှာရပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဒီ add picture profile နေဒီ background နေဒီ front နေအဲ့လိုတွားအဲ့လိုရပြီပေါ့နော်ကျွန်တော်တနေ့တည်းကိုအများကြီးတော့မအပ်နဲ့ပေါ့နော်ဟိုအပ်တာတွေလက်ခံတာတွေ page တွေကို like လုပ်တာတွေ follow လုပ်တာတွေ group တွေ join တာတွေကိုတော့တနေ့တည်းအများကြီးမလုပ်နဲ့ပေါ့နော်ပြီးရင်အဲ့မှာone နဲ့စာသားတက်တယ်ပေါ့နော်တခါကြောက်ရှင်အကောင့်မှာပြန်ပြတ်တက်တယ်ပေါ့အဲ့ဒါလေးတော့သတိထားပေးပါပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ဒီ information ဒီမှာ current city တို့ workplace တို့ school တို့အဲ့ဒါလေးတွေကိုနည်းနည်းပြည့်ပြည့်စုံစုံလေးဟိုထည့်မယ်ပြီးရင်ကိုယ့်ရဲ့ပုံလေးတွေတင်မယ်ပုံလေးတွေတင်မဲ့ဘက်ကိုသတင်းလေးတွေ share မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့အကောင့်တစ်ခုကတော့မြဲတယ်ပေါ့နော်အဲ့တော့မဟုတ်ဘူးတွေ့သမျှအပ်မယ် like တွေလုပ်မယ်အဲ့လိုမျိုးပေါ့ချက်ချင်းအကောင့်ကအခုမှဖွင့်လာတဲ့အတွက်ကြောင့်မို့အဲ့ဒါတွေလုပ်မယ်ဆိုလို့ရှိရင်အကောင့်က lock ပြန်ကျတယ်ပေါ့နော်ဒါဆိုရင်အကောင့်ရေရှည်မမြဲဘူးပေါ့ဒါဆိုလို့ရှိရင်တော့ဒါလေးသတိထားကြပါနော်ကဲဒါဆိုရင်တော့အဆင်ပြေပါပြီအဆင်မပြေတာရှိရင် comment မှာရေးပေးခဲ့လို့ရပါတယ်ကျွန်တော်ပြန်ပြီးတော့ comment ပြန်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်းဒီ Facebook page လေးကိုလည်း like and share လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်